လူမဲမျိုးသားတယောက်ဟာဒေါ်လာတန်ပေါင်းများစွာအကုန်ကျခံပြီးနှစ်900တက်တန်းရှိတဲ့အယိုးစုကြီးတစ်ခုကိုဝယ်ယူခဲ့ပါတယ်။သူကတိတ်ကယူးမဆိုင်တဲ့ပုံစံနဲ့ရေဆိုတစ်ဖက်တစ်ထည်ကိုအယိုးစုပေါ်ပြစ်တင်လိုက်ပြီးထွက်သွားခဲ့တယ်။ခဏနေတော့တစ်ဖက်စီကနေ electrolyte တဲ့စားရည်စက်တွေဟာအယိုးစုရဲ့အကွဲကြောင်းတွေထဲစိတ်ဝင်သွားပါတယ်။အဲ့ဒီလိုစိတ်ဝင်သွားပြီးတိတ်မကြခင်မှာပဲအနီးနားမှာရှိတဲ့အပင်တွေညှို့လျော်ပြီးမင်းနဲ့သွားခဲ့တယ်။ဒါကိုမြင်တော့သူလည်းအယမ်းအံ့ဩသွားပြီးတစ်ဖက်ကိုချက်ချင်းဖယ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအယိုးတွေပေါ်မှာရွှေရောင်ကျိုးမြင့်လေးတွေစတင်ပေါက်ပွားလာပြီးတာမန်မျက်စိနဲ့တောင်မြင်နိုင်လောက်အောင်အသွင်ပြောင်းလဲမှုကမြန်ဆန်လွန်းနေခဲ့တယ်။သူလည်းအရန်စိတ်လှုပ်ရှားသွားပြီးတစ်ဖက်ထဲက electrolyte ရည်တွေကိုအယိုးစုပေါ်ထပ်ညှစ်ချပေးခဲ့တယ်။အယိုးစုကအဲ့ဒီအရည်တွေကိုစုပ်ယူလိုက်တာနဲ့အမျှရွှေရောင်ကျိုးမြင့်လေးတွေကပိုပြီးတိတ်သေးထူထပ်လာပါတယ်။တဖြည်းဖြည်းနဲ့ဦးကောင်းခုံပေါ်မှာအရည်ပြားအတုံးအတက်တွေပါစတင်ဖြစ်ပေါ်လာခဲ့တယ်။သူလည်းစူးစမ်းကျင်စိတ်နဲ့အသစ်ဖြစ်ပေါ်လာတဲ့အရည်ပြားကိုဓာတ်နဲ့လှီးကြည့်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူထိလိုက်တဲ့အချိန်မှာပဲဖုံးကွယ်နေတဲ့ရန်ရတစ်ခုရုတ်တရက်အသက်ဝင်လာခဲ့တယ်။အယိုးစုရဲ့အတွင်းပိုင်းအနက်ရှိုင်းဆုံးနေရာမှာတောက်ပတဲ့အနီရောင်အလင်းနှန်းတွေနဲ့နှလုံးသားတစ်ခုစတင်ခုန်ပေါက်လာခဲ့တယ်။ဒီတေဆုံးနေတဲ့အရာကိုအသက်ပြန်သွင်းခြင်းနဲ့ဆန္ဒတွေပြင်းပြလာတာကြောင့်အနီးအနားကအားကစားကွင်းကိုအမြန်ပြေးပြီး electrolyte ရည်နှစ်ပုံအပြည့်ဖြစ်လာခဲ့တယ်။ပြီးတော့အယိုးစုပေါ်ကိုလောင်းချလိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့ဘာမှဖြစ်မလာခဲ့ပါဘူး။အယိုးစုကအရည်တစ်စက်ကိုတော့စုံမယူခဲ့ပါဘူး။သူလည်းနားမလည်နိုင်ဖြစ်ပြီးခဏလောက်အပြင်ကိုထွက်သွားခဲ့တယ်။သူအပြင်ရောက်သွားတဲ့အခိုက်အတန့်လေးမှာပဲအယိုးစုကြီးက electrolyte အရည်စက်တိုင်းကိုစုပ်ယူသွားခဲ့ပါတယ်။သူပြန်ရောက်လာတဲ့အခါမှာတော့အယိုးစုကြီးကပျောက်ကွယ်နေခဲ့ပါပြီ။ရုတ်တရက်သူ့နောက်ကျောဘက်တကားစီကနေမျက်စိကျိမ့်မတက်ဖြူလွှားအလင်းရောင်ကြီးပေါ်ထွက်လာပါတယ်။သူတကားကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့အယိုးစုကြီးဟာအသက်အပြည့်အဝပြန်ဝင်လာခဲ့ပြီးသူ့ရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့အသွင်သဏ္ဍာန်တစ်ခုစီကိုကူးပြောင်းနေတာကို